မင်္ဂလာပါရှင်ကျွန်မကတော့ Senior Legal Service Founder တရားလွှတ်တော်ရှေ့နေဒေါ်စင်စင်ဦးဖြစ်ပါတယ်ဥပဒေရေးရာတိလို့ရမေးကဏ္ဍမှာမေးမြန်းထားတဲ့မေးခွန်းတွေကိုဖြေကြားပေးလျက်ရှိပါတယ်အခုနောက်ပိုင်းအားလက်ချိန်နဲ့ပါလို့မေးခွန်းတွေမဖြေပေးနိုင်တာကိုနားလည်ပေးစေချင်ပါတယ်အခုမေးမြန်းထားတဲ့ညီမလေးတယောက်ရဲ့မေးခွန်းကိုဖြေကြားပေးလိုက်ပါတယ်ညီမလေးတို့ရွာတွေဘက်မှာတဲ့အိမ်ကြောင်တွေကိုခိုးယူတက်ဖြတ်စားတောက်နေကြလို့တဲ့ဥပဒေရဘယ်ပုံမှန်နဲ့တရားစွဲလို့ရတယ်လဲပြစ်ဒဏ်ကရောဘာတွေဖြစ်နိုင်လဲဆိုပြီးတော့မေးမြန်းထားသောမေးခွန်းတစ်ရပ်ဖြစ်ပါတယ်ညီမလေးမေးမြန်းတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ဆရာမကရာဇသကြီးဥပဒေနဲ့ဖြေကြားပေးပါမယ်ရာဇသကြီးဥပဒေပုံမှန်429ဒီဥပဒေပုံမှန်မှာဆိုရင်တရိတ်ဆန်နေကျွဲနွားမြင်းလာအစရှိတဲ့တရိတ်ဆန်နေအဲ့လိုတရိတ်ဆန်နေအပြင်တန်မိုးငွေကျပ်9000ထက်မနည်းတန်မိုးရှိတဲ့တရိတ်ဆန်တွေကိုတက်ဖြတ်တာပဲဖြစ်ဖြစ်အစိတ်ခတ်တာပဲဖြစ်ဖြစ်ဒီတရိတ်ဆန်တွေရဲ့ကိုလက်အင်ကတမျိုးမျိုးချို့တဲ့အောင်ပြုလုပ်တာပဲဖြစ်ဖြစ်ဒီလောက်ရက်တွေကိုပြုလုပ်တဲ့သူကိုရာဇသကြီးပုံမှန်429နဲ့ရဲစခန်းမှာအမှုဖွင့်လိုက်ပါတပ်တေထောက်ထားခိုင်လုံစွာယူသွားပြီးအမှုဖွင့်ပါရုံးတော်မှာကိုဘက်ကဒီလူဟာဒီတရိတ်ဆန်တွေကိုတက်ဖြတ်တယ်တရိတ်ဆန်တွေကိုအစိတ်ခတ်တယ်ဒီတရိတ်ဆန်တွေကိုလက်အင်ကချို့တဲ့အောင်လုပ်ပါတယ်ဆိုတော့ခိုင်လုံတဲ့အထောက်ထားတင်ပြနိုင်ရင်ရုံးတော်ကနေပြီးတော့ဒီလိုပြုလုပ်တဲ့သူကိုအမြင့်ဆုံးထောင်ဒဏ်9နှစ်အထိချမှတ်လို့ရပါတယ်ထောင်ဒဏ်သို့မဟုတ်ငွေဒဏ်ချမှတ်လို့ရပါတယ်ထောင်ဒဏ်ရောငွေဒဏ်ရောဒဏ်နှစ်လုံးပူးတွဲပြီးတော့ချမှတ်လို့လည်းရပါတယ်ဒါကြောင့်ညီမလေးအနေနဲ့ကိုယ့်ရဲ့အိမ်မှာမွေးထားတယ်ပေါ့နော်ကြောင်လေးတွေကိုကိုယ့်ယူတက်ဖြတ်စားတောက်တဲ့သူတွေကိုရာဇသကြီးပုံမှန်429နဲ့ရဲစခန်းမှာအမှုဖွင့်ပါလို့ဆရာမကဖြေကြားပေးလိုက်ပါတယ်နောက်ထပ်ဥပဒေပုံမှန်တစ်ရပ်ကိုလည်းရှင်တွဲပြီးတော့ဖြေကြားပေးပါမယ်ရာဇသကြီးပုံမှန်289ဒီဥပဒေပုံမှန်မှာဆိုရင်တော့ကိုကတရိတ်ဆန်တကောင်ကောင်ကိုမွေးမြူလိုက်မယ်ကိုကချစ်လို့ကြောင်လေးတွေခွေးလေးတွေမွေးမြူမယ်ဆိုဒီတိုင်းမွေးမြူုံနဲ့မပြီးပါဘူးချစ်ယုံနဲ့မပြီးပါဘူးဒီလိုမွေးမြူခွင့်ရဖို့ဌာနဆိုင်ရာတွေမှာမှတ်ပုံတင်ရပါတယ်ကိုမွေးမြူလိုက်တဲ့အိမ်မွေးတရိတ်ဆန်ကိုကာကွယ်ဆေးထိုးနိုင်ရမယ်ကောင်းမွန်စွာကျွေးမွေးရမယ်ကောင်းမွန်စွာပြုစုစောင့်ရှောက်ထိန်းသိမ်းရမယ်အဓိကထိန်းသိမ်းမှုဆိုတဲ့အချက်ကိုကခွေးလေးတကောင်မွေးလိုက်တယ်ချစ်လို့မွေးုံနဲ့မပြီးဘူးမှတ်ပုံတင်မယ်ကာကွယ်ဆေးထိုးမယ်ကောင်းကောင်းကျွေးမယ်ကောင်းကောင်းထားမယ်တေချာထိန်းသိမ်းစောင့်ရှောက်မယ်ခွေးချောင်းထွက်မယ်ကိုကနောက်ကထက်ချက်မကွာထိန်းသိမ်းစောင့်ရှောက်မယ်အဲ့လိုပြုလုပ်ရင်တော့ကိစ္စမရှိဘူးအဲ့လိုမလုပ်ဘဲနဲ့ကိုယ့်ရဲ့ခွေးကကြိုက်တတ်တယ်လူအတန်နဲ့ဖြစ်အောင်ပြုလုပ်တတ်တယ်နော်နာကျင်တန်ရာရအောင်ပြုလုပ်တတ်တယ်ဒီလိုအလေးထားရှိတဲ့တရိတ်ဆန်တကောင်ကောင်ကိုပေါ့နော်ခွေးမမဟုတ်ဘူးတရိတ်ဆန်တကောင်ကောင်ကိုကမွေးမြူထားလိုက်မိတယ်ဆိုရင်တေချာထိန်းသိမ်းစောင့်ရှောက်ကမယ်တပားသူအန်ရမဖြစ်အောင်တပားသူအသက်အန်ရနာကျင်တန်ရာမရအောင်ထိန်းသိမ်းစောင့်ရှောက်အောင်မယ်ထိန်းသိမ်းစောင့်ရှောက်ထားမယ်တာဝန်ကိုတိလျက်နဲ့ပေါ့လျော်ပြီးကိုကလွတ်ထားလိုက်မယ်သူထိန်းသိမ်းစောင့်ရှောက်မယ်နေရာမှာမထားပဲနဲ့ပေါ်ပေါ်ရော်နဲ့ထားလိုက်မယ်တမင်လွတ်ထားလိုက်မယ်အဲ့လိုလွတ်ထားလိုက်လို့တစ်ဖက်မှာဒဏ်ရာရသွားမယ်နာကျင်ဒဏ်ရာရအောင်မယ်တေစေတဲ့အန်ရဖြစ်စေတယ်ဆိုရင်တော့ဥပဒေပုံမှန်တရနဲ့အရေးယူခံရနိုင်တယ်လို့ကိုကထိန်းသိမ်းစောင့်ရှောက်မယ်တာဝန်ပြက်ကွက်ပြီးပေါ့ရော်စွာထားလိုက်တဲ့အတွက်ကြောင့်ရာဇသကြီးပုံမှန်289နဲ့လည်းအရေးယူလို့ရပါတယ်ပေါ်ပေါက်ချက်ရှိရင်ထောင်ဒဏ်6လအထိပြစ်ပေးလို့ရတယ်လို့ဒဏ်ငွေ3သိန်းထိလည်းပြစ်ပေးလို့ရပါတယ်ထောင်ဒဏ်ရောငွေဒဏ်ရောဒဏ်နှစ်လုံးပူးတွဲပြီးတော့လည်းပြစ်ပေးခံရနိုင်ပါတယ်ဒါကြောင့်ဆရာမပြောချင်တာကအိမ်မွေးတရိတ်ဆန်တကောင်ကောင်ကိုမွေးမြူမယ်ဆိုရင်ကိုဘက်ကလည်းမွေးမြူသူဘက်မှာလည်းတာဝန်တွေရှိတယ်မပုံတင်ရမယ်ကာကွယ်ဆေးထိုးရမယ်တေချာကျွေးမွေးရမယ်တေချာထိမ့်သိမ့်ဆောက်ရှောက်ရမယ်ကိုဘက်ကလည်းကိုမွေးတဲ့တရိတ်ဆန်လေးကိုတေချာမွေးမြူဆောက်ရှောက်မယ်ကိုဆောက်ရှောက်တဲ့တာဝန်ပြက်ကွက်ရင်လည်းအရေးယူလို့ပုံမှန်ရှိတယ်အရေးယူလို့ရတဲ့ဥပဒေပုံမှန်တရရှိတယ်ရာဇသကြီးပုံမှန်289ကိုယ့်ရဲ့ပေါ့ရော့မှုကြောင့်အရေးယူခံရနိုင်တယ်နော်ဒါကြောင့်အိမ်မွေးတရိတ်ဆန်မွေးမယ်ဆိုချစ်အောင်လည်းမပြီးဘူးကိုဘက်ကပေါ့ရော့မှုမရှိအောင်လည်းထိမ့်သိမ့်ဆောက်ရှောက်ရမယ်နောက်တစ်ချက်ကကိုကတေချာချစ်လို့မှတ်ပုံတင်ပြီးတော့မွေးမြူထားတဲ့ကာကွယ်ဆေးထိုးပြီးမွေးမြူထားတဲ့ကိုတူရိယမွေးမြူထားတဲ့တရိတ်ဆန်လေးကိုခိုးယူတက်ဖြတ်စားတောက်တဲ့ဒီလိုလူတွေဆိုရင်တော့ဒီမှာလေရဲစခန်းမှာရာဇသကြီးပုံမှန်429နဲ့အမှုဖွင့်လိုက်ပါတတိထောက်ထားခိုင်လုံစွာယူသွားပါပေါ်ပေါက်ချက်ရှိရင်ရုံးတော်ကနေပြစ်ပေးပါနိုင်မယ်ဒါကြောင့်တရိတ်ဆန်မွေးမြူတဲ့သူတွေကလည်းကိုမှတာဝန်တွေရှိတယ်ကိုတာဝန်တွေကိုတေချာပြည်စုံစွာပြုလုပ်မယ်မှတ်ပုံတင်မယ်ကာကွယ်ဆေးထိုးမယ်နော်တေချာထိမ့်သိမ့်ဆောက်ရှောက်မယ်မပေါ့ရော့နဲ့ကိုယ့်ရဲ့လွတ်ထားလိုက်တဲ့အတွက်ကြောင့်တပားသူမှာအန်ရဖြစ်သွားရင်လည်းကိုယ့်ဘက်ကအရေးယူခံရနိုင်တယ်နောက်တစ်ချက်ကလည်းကိုယ့်ရဲ့မွေးမြူထားတဲ့တရိတ်ဆန်တွေကိုကိုယူတက်ပြတ်စားတော့တဲ့သူတွေကိုလည်းအရေးယူတဲ့ဥပဒေပုံမှန်တရကရှိပြီးသားရာဇသကြီးပုံမှန်429နဲ့အရေးယူမယ်ဒါကြောင့်ဇမအနေနဲ့တရိတ်ဆန်တွေနဲ့ပတ်သက်ပြီးတော့ရာဇသကြီးပုံမှန်429ရာဇသကြီးပုံမှန်289တို့နဲ့ရှင်တွဲပြီးတော့ဖြေကြားပေးလိုက်ပါရရှင်ကျေးဇူးတင်ပါတယ်